လွှမ်းချုံနေမမေ့တော့ဘူးအဝေးဆုံးဝေခရီးများအချိန်များပြည့်ရှိစက်ကြကကလေးလေးတယောက်ကြည်ပြင်းခဲ့ပြီမေမေရဲ့ကြမ်းတမ်းမှုတို့စီကြိုးတဲ့ခါတီးမှုတွေရဲ့အရှုံးမပေးနဲ့အမေရဲ့သားအားပေးတယ်အားပေးလိုက်တဲ့မိခင်တွေ့ရတဲ့တော့စီဝင်အောင်ဝဲများနဲ့ရရှိနေမေမေရဲ့မေမေရဲ့သားမေမေရဲ့ရင်ဆိုင်ပွဲတိုင်းမေမေရဲ့သားအန်ဒီရဲ့ရင်ဆိုင်ပွဲတိုင်းမေမေရဲ့အာမန်တွေတားလေးရဲ့တွေ့တဲ့ကိုစီအရှုံးပွဲနဲ့တွေ့ဖို့ရအကြောင်းမမြင်အောင်ဝဲစင်ဘဝအတိတ်ပဲရဲ့စံတလို့ရပါမလားတချင်များကပြေးသူတယ်ကျန်တဲ့နဲ့ရိုက်ချင်များနှလုံးသားရဲ့မတရားအားအင်ထားအောင်ပွဲများလဲရရှိနေမေမေရဲ့မေမေရဲ့သားမေမေရဲ့ရင်ဆိုင်ပွဲတိုင်းမေမေရဲ့သားအန်ဒီရဲ့ရင်ဆိုင်ပွဲတိုင်းမေမေရဲ့အာမန်တွေတားလေးရဲ့တွေ့တဲ့ကိုစီဝင်အရှုံးပွဲနဲ့တွေ့ဖို့ရအကြောင်းမမြင်အားလုံးအောင်ဝဲစင်မေမေရဲ့သားမေမေရဲ့ရင်ဆိုင်ပွဲတိုင်းမေမေရဲ့သားအန်ဒီရဲ့ရင်ဆိုင်ပွဲတိုင်းမေမေရဲ့အာမန်တွေတားလေးရဲ့တွေ့တဲ့ကိုစီဝင်အရှုံးပွဲနဲ့တွေ့ဖို့ရအကြောင်းမမြင်အားလုံးအောင်ဝဲစင်မေမေရဲ့သားမေမေရဲ့ရင်ဆိုင်ပွဲတိုင်းမေမေရဲ့သားအန်ဒီရဲ့ရင်ဆိုင်ပွဲတိုင်းမေမေရဲ့အာမန်တွေတားလေးရဲ့တွေ့တဲ့ကိုစီဝိသီမေမေဝိသီမေမေရင်အင်းညာစစ်သားမှတွေ့ကြရရင်မေမေအော်တွေ့တွေ့ကြည့်တော့မေမေနဲ့ချက်တုံမိမတော်လို့ရရင်ကြည့်တော့အရွယ်ငယ်ရောရွယ်မမနဲ့ညီမလေးတော်လေးဖော်မနေခြင်းမများရဲ့မိခင်ဖြစ်နိုင်တော့တဘာဝရှိကြပါလေဒီပွဲမှာရတဲ့စုကြည်လေးနဲ့မမေ့အတွက်အမတ်တရားလေးလည်းဖြစ်သွားအောင်ဆွဲကြိုးလေး surprise ပေါ့နော်ဘယ်လိုမေဝမ်းတာလိုက်တော့အဲ့လိုသားမျိုးလေးသားလည်းလို့ပမာဏမများဘူးလေပေါ့နော်ကျွန်တော်ရဲ့ချင်းနေစာလို့ပြောရမှာပေါ့ချစ်တဲ့မိသားစုရဲ့ရတဲ့အကြီးကြီးလေးနဲ့ကျွန်တော်လုပ်တာဆိုတော့မလုံးမီဒီယာမှာတမိုးကြီးမှာပါတယ်မိသားစုများရဲ့မြစ်တာပဲဒါတတလေးလေးကိုနေလိုက်မမေ
ပေါ်တော့မတင်တော့ပါဘူး ဟုတ်ကဲ့ အမေကဓာတ်ပုံရိုက်မှာကြောက်တယ် အဲ့ပုံရိုက်ပါဗီဒီယိုပဲရိုက်ဗီဒီယိုပဲရိုက်ဗီဒီယိုပဲရိုက်မှာတော့ ဒီနေ့မှာသူsubscribe လက်ကိုလာ လေး လေး တီးတယ်တီးကြောက် မေတ္တာဆိုတာလေအားနဲ့မရှိဘဲမှာသွားပြန်ရှိပါလေဒီကမေတ္တာကိုတကယ်ကိုရှင်နေသေးတွေကနေပြီးတော့ဆွဲပြီးတော့အလုပ်ကိုကြိုးစားနေတဲ့ကလေးလေးပါခင်ဗျာကျွန်တော်တို့ရဲ့လင်းသားလေးက ဒါပြန်ပြီးတော့ပြီးတော့တန်ပြီးတော့အကျွေးဆက်တာပေါ့မိတ်ဆက်ဆွဲကျွေးယူပြီးတော့မင်းသားကအခုတော့ဒါမိသားစုကျွန်တော်ရဲ့ပြည်သက်များရဲ့အင်အားနဲ့ခေါင်းဆောင်မင်းသားကောင်းတက်လက်လေး ဟုတ်ကဲ့ နာမည်ရမ်းကြည့်ရတော့မဟုတ်ပါဘူး ကျိုးစားတဲ့ပါ ဟုတ် ပေါ့ ကဲ့ပါကျေးဇူးစေပါမိပါလားကျွန်တော်ပြည်သက်တွေရဲ့ကျေးဇူးကျွန်တော်မိသားစုရဲ့ကျေးဇူးပါအများကြီးပို့ကြိုးစားတော့ပါမယ်